ပါတီချေမင်္ဂလာပါ Tegon Language Center ဖွင့်လှစ်ထားတာတစ်နှစ်ပြည့်အနေနဲ့မျှဝေပေးချင်တာလေးရှိလို့ဒီ podcast လေးကိုလုပ်တာပါတီချေဟုတ်ကဲ့ပါ ပထမဆုံးအနေနဲ့တီချေ scholarship ရဖို့ပြင်ဆင်ခဲ့ရပုံကိုမျှဝေပေးပါအဲ့တော့ဒီ scholarship ရဖို့ preparation အနေနဲ့ပြောရမယ်ဆိုရင်အဓိက three steps ရှိတယ်ပေါ့နော်first step အနေနဲ့ကတော့ကျမတို့ဘာကိုfill up လုပ်ရတယ်လဲဆို application forms ကိုပြင်ဆင်ရတယ်အဲ့တော့ application form မှာအဓိကအရေးကြီးတဲ့နှစ်ချက်ကတော့ဒီ personal statement and ကိုခိုင်ခိုင်မာမာရေးနိုင်ဖို့ရယ်နောက်ဒုတိယအချက်အနေနဲ့ကိုယ့်ရဲ့ recommendation letter ခိုင်မာဖို့ကတော့အရေးကြီးတယ်အဲ့ဒီဟာပြီးသွားပြီဆိုရင်ဒီ application forms က accepted ဖြစ်သွားပြီဆိုရင်နောက် step အနေနဲ့ခါကျတော့ English proficiency test ရဲ့ requirement လာတယ်ပေါ့အဲ့တော့ English proficiency test ကိုကျမတို့တုန်းကတော့ two choices ရှိတယ်ပေါ့နော်ကိုယ်ညီမှာ English proficiency test ရှိနေပြီးသားဆိုရင်တော့ result ကိုတင်ပြလိုက်ရုံပဲဆိုတော့မရှိဘူးဆိုရင်တော့သူတို့ in-house English proficiency test ကိုကိုဖြေရတယ်ပေါ့အဲ့ဒီ stage ပြီးသွားပြီ second stage ပြီးသွားပြီဆိုရင်တော့second steps ပြီးသွားရင်တော့ third step အနေနဲ့ခါကျတော့ interview section ကိုဝင်ဖြေရမှာဖြစ်တာပေါ့နော်အဲ့တော့ interview section ကတော့ in person အနေနဲ့ပေါ့ဝင်ဖြေပေးရတယ်အဲ့ဒါတော့ဒီ scholarship ဒီ process တစ်ခုလုံးနဲ့ပတ်သက်တဲ့ steps 3ခုဖြစ်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါချေနံပါတ်2မိကုန်းကတော့ပေါ့နော်တက္ကသိုလ်တက်နေစဉ်မှာတီချေအနေနဲ့အခက်အခဲဆုံးအတွေ့အကြုံတစ်ခုကိုပြောပြပေးပါအခက်အခဲဆုံးလို့ပြောမယ်ဆိုရင်အဓိကအဖြစ်နှစ်ချက်ရှိတယ်ပထမဆုံးတစ်ချက်ကတော့ကိုယူထားတဲ့ subject area ကိုပိုင်နိုင်ဖြစ်ဖို့ရယ်ဒုတိယအချက်အနေနဲ့ကတော့ဒီ language ကိုပိုင်နိုင်စွာသုံးနိုင်ဖို့ဟုတ်ကဲ့ပါချေတတိယမိကုန်းအနေနဲ့ GPA ဆိုတာဘာလဲပေါ့နော်GPA ပြည်တွင်းပြည်ပတက္ကသိုလ်ကျောင်းသူကျောင်းသားတွေအတွက်ဘယ်လောက်ထိအရေးပါတယ်လဲဆိုတာလည်းသိချင်ပါတယ်အဲ့တော့ GPA ဆိုတာကတော့ grade 5 average ဖြစ်တယ်grade 5 average ဆိုတာက subject ရမှတ်ဒါမှမဟုတ်လည်း subject GPA ကိုဆိုလိုတယ်ပေါ့အဲ့တော့ subject ရဲ့ရမှတ်တွေကို grade A B C D ဆိုပြီးသတ်မှတ်ထားကြတယ်အဲ့တော့ subject တိုင်းရဲ့ရမှတ်ကောင်းမှဒါနဲ့ subject ဒီ semester တိုင်းရဲ့ရမှတ်ကကောင်းမှဖြစ်တယ်အဲ့တော့ semester တိုင်းရဲ့ရမှတ်ကောင်းမှဒါနဲ့ overall GPA ဆိုတဲ့ first year to final year မှာရမှတ်ရထားတဲ့ရမှတ်တွေကောင်းမှဖြစ်တယ်အဲ့ဒီတော့ပြောရမယ်ဆိုရင်တော့ GPA က academic achievement ဖြစ်ဖို့ကျောင်းသားကျောင်းသူတိုင်းအတွက်အရေးပါပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါချေနောက်မိကုန်းတစ်ခုအနေနဲ့ကျောင်းသားတွေအကြောက်ဆုံးဖြစ်တဲ့ပေါ့နော် assignments ဒီ assignments ရမှတ်တွေကောင်းမှုအတွက်ဘာကိုအဓိကထားပြီးပြင်ဆင်ထားရမလဲလည်းပြောပြပါအောင်ရှင်assignment ရမှတ်ကောင်းဖို့ဆိုရင်ပေါ့နော်ခုနကဒါ GPA နဲ့ချိတ်ဆက်တယ်လို့ပြောရမှာပေါ့နော်အဲ့တော့ subject တိုင်းမှာGPA ကောင်းဖို့အတွက်ဥပမာပေါ့ A ရဖို့အတွက်ဆိုရင်ဒီ subject တိုင်းမှာ assignment level ရှိရပေါ့နော်အဲ့တော့ subject တိုင်းမှာရှိတဲ့ assignment ကိုကအကောင်းဆုံးလုပ်သွားနိုင်ဖို့အရေးကြီးတယ်အဲ့တော့ assignment လို့ပြောရမယ်ဆိုရင်တော့ဒီ university level မှာဆိုရင်ကျွန်မနှစ်ပိုင်းခွဲလိုက်လို့ရတယ်ပေါ့နော်ပထမတစ်ပိုင်းဒီ assignment မှာအရေးကြီးဆုံး skill တစ်ခုပြောပြရမယ်ဆိုရင်တော့ writing ဖြစ်တယ်ဒုတိယဒီ presentation skill ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်မအခုထိတ်ဆုံး writing ကိုတွားကြည့်ရအောင်အဲ့တော့ writing လို့ပြောရင်ဒီမှာကကျွန်မတို့နားလည်ထားတဲ့ free writing မျိုးဆိုလိုတာမျိုးမဟုတ်ဘူးပေါ့နော်ဒီ assignment တစ်ခုကို academic ကြနော်ရေးရမယ်ရေးတတ်တဲ့ writing မျိုးဖြစ်ရမှာပေါ့နော်အဲ့တော့ assignment ဆိုရင်အဲ့တော့ကျမတို့ကဒီ writing မျိုးကို academic writing လို့ခေါ်တယ်အဲ့တော့ academic writing တစ်ခုကိုရေးနိုင်ဖို့ဆိုတာက
ဒီကျောင်းသားကျောင်းသူများအနေနဲ့အခြေခံ academic writing method ကိုနားလည်သဘောပေါက်ထားတယ်ဆိုရင်ခုနကျမဖြေခဲ့တဲ့မိကုန်းမှာပေါ့နော်ကျမအခက်ခဲဆုံး language area ပေါ့နော်အခက်ခဲဆုံးlanguage area တဲ့အခက်ခဲဆုံးအရာက language ကိုပိုင်နိုင်စွာသုံးနိုင်ဖို့အတွက်ဆိုတော့ language ကိုပိုင်နိုင်စွာသုံးနိုင်ဖို့ဆိုတာကဒီ writing academic writing skill ကိုပိုင်နိုင်စွာအသုံးချတတ်ရမယ်ပေါ့ဒီ assignment case မှာအဲ့ဒါကပထမတစ်ချက်အဲ့တော့ writing လို့ပါသွားပြီဆိုကိုကအကြောင်းအရာတစ်ခုကိုတင်ပြမယ်ဆိုရင်ကျမတို့က research တစ်ခုလုပ်ရမယ် research လုပ်ရမယ်အဲ့တော့ online based research လုပ်တဲ့အချိန်မှာကျမတို့ဒီ reading skill especially academic reading skill ကိုလည်းသိရှိနားလည်ထားရင်တော့ပို့ပြီးတော့မှဘမအနေနဲ့တော့မြန်ဆန်လွယ်ကူတယ်နော်မြန်မယ် reading ဖတ်ရတာမြန်ဆန်မယ်လွယ်ကူမယ်နောက်ပြီးတော့မှကျမတို့ assignment ကိုတင်ပြတဲ့အချိန်မှာ academic writing skill အဲ့တော့ both academic reading and writing skill ကတကယ်ကိုအရေးပါအရာရောက်တာပေါ့နော်ဒီ assignment level မှာပေါ့အဲ့ဒါပထမတစ်ချက်ဒုတိယတစ်ချက်အနေနဲ့ကျွန်မပြောပြရမယ်ဆိုရင် presentation skill ပေါ့အဲ့တော့ကျောင်းသားတချို့ကတယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်တချို့က writing skill က auto ကောင်းတယ်တချို့ကwriting skill ဆိုတော့ဥပမာ introvert ကျောင်းသားတွေအနေနဲ့ခါကျတော့သူတို့ကစကားပြောတာမကြိုက်ဘူးဒါပေမဲ့ရေးရအောင်ကြိုက်တဲ့ကျောင်းသားမျိုးရှိတဲ့အတွက်ကတော့သူဒီ writing assignments အတွက်အဆင်ပြေပေမဲ့တချို့ခါကျတော့ introvert အနေနဲ့ခါကျတော့ပြောရဆိုရတာကိုသိပြီးတော့မှဘယ်လိုပြောမလဲအဆင်မပြေတဲ့ကျောင်းသားမျိုးအနေနဲ့ခါကျတော့ဒီ academic presentation ဆိုတာရှိတယ်ပေါ့နော်အဲ့တော့ဒီတက္ကသိုလ်ရဲ့ academic presentation ဆိုတာဘယ်လိုမျိုးလဲလို့ပြောရမယ်ဆိုရင်သူဒီ assignment အနေနဲ့လာတာအဲ့တော့သူရဲ့ assignment level ကဘယ်လိုသွားလဲဆိုရင် presentations ကိုတစ်ခါတလေကြာရင် group presentation လုပ်ရတယ်တစ်ခါတလေကြာရင်လည်း individual presentation လုပ်ရတာပေါ့နော်အဲ့တော့များသောဖြင့် group presentation ပဲဖြစ်ဖြစ် individual presentation ပဲဖြစ်ဖြစ်နှစ်ခုလုံးဒီသူတို့က assignment တစ်ခုအနေနဲ့ပြောမယ်နော်အမှတ်ပေးလေးရှိတယ် lecturer အနေနဲ့ကအဲ့တော့ဒီမှာခါကျတော့ပြောရမယ်ဆိုရင် speaking skill အားကောင်းမှရမယ်ပေါ့နော်အဲ့တော့ speaking skill ဆိုပေမဲ့လည်း academic speaking skill ပေါ့နော်ဒီ language ဒီ sorry ကိုယ့်ရဲ့ issue တစ်ခုကိုဘယ်လိုစီစနစ်ကြတင်ပြမလဲဆိုတာကိုလေ့လာထားမယ်ဒါမှမဟုတ်လည်းသိယူထားမယ်ဆိုရင်ပို့ပြီးတော့မှကိုယ့်အတွက်လွယ်ကူမယ်ပြင်ဆင်ရတာပေါ့နော် preparation မှာပို့ပြီးတော့မှ smooth ဖြစ်မယ်ပေါ့ခုလိုမျှဝေပေးထားတဲ့အကြောင်းအရာတွေကိုနားထောင်ပြီးတော့အလယ်တန်းအထက်တန်းအဆင့် secondary levels တွေမှာတက်နေတဲ့ကျောင်းသားကျောင်းသူတွေရဲ့တက္ကသိုလ်တက်ဖို့တက္ကသိုလ်တက်မဲ့ကျောင်းသားကျောင်းသူတွေရဲ့တက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေရဲ့ master တန်းကိုတက်ဖို့အတွက်ပြင်ဆင်နေတဲ့ကျောင်းသားကျောင်းသူများအတွက်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ဘာတွေကိုသေချာလေ့လာသင်ယူပြီးတော့ပြင်ဆင်ထားရမယ်ဆိုတာကိုနဲ့ပတ်သက်ပြီးတော့အကြံပြုချက်လေးပေးပါချင်အဲ့တော့ကျမ GPA ကိုပြန်ပြီးတော့မှချိတ်ဆက်ရမယ်ဆိုရင် subject တိုင်းမှာ GPA ကောင်းဖို့ဒါမှမဟုတ်လေအမှတ်ကောင်းရဖို့ဆိုတာ subject area တစ်ခုကိုပိုင်နိုင်ရုံနဲ့မလုံလောက်ဘူးကျမတို့ဘာလဲအရေးကြီးသလဲလို့ပြောရမယ်ဆိုရင်language skill ကလည်းအရေးကြီးတယ်အဲ့ဒီ language skill ဒီ assignment တစ်ခုရေးသားနိုင်ဖို့အတွက်ကိုပံ့ပိုးမှုလိုအပ်တယ်ပေါ့နော်ပံ့ပိုးမှုအားလိုအပ်တယ်အဲ့ဒီ language skill မှာဆိုရင်အဓိကအဖြစ်ကနှစ်ခုဒီသိအရေးကြီးတယ်ပထမတစ်ခုဒီ writing skill လို့ပြောရင်ကျွန်မအဓိက emphasize လုပ်ချင်တာတော့ academic writing skill နောက်တစ်ခုခါကျတော့ presentation skill ဖြစ်တယ်ပေါ့အဲ့ဒီမှသာလေဒီရဲ့ subject area နဲ့ language area နှစ်ခုပေါင်းဆက်လိုက်မှသာလေ GPA ကောင်းထွက်ဖို့ရာနှုန်းပြည့်သိချတယ်ပေါ့